စီမီကွက်ကလေးထုံးထားတဲ့အိမ်လေးတစ်အိမ်ရဲ့ထမင်းဝိုင်းမှာစံပြုတ်နဲ့ဟင်းနှဲငယ်ပြင်ဆင်ထားပါတယ်။အဲ့ဒီအချိန်မှာအိမ်တော်ဦးစီးဖြစ်သူဦးလေးချမ်းမန်းချန်ကသူဖြစ်သူချမ်းရွန်းစန်းကိုကြည့်ပြီးရွန်းစန်းဒီနေ့အိမ်မှာထမင်းမလောက်ဘူးမင်းအပြင်ထွက်ပြီးခဏသွားစော့ချေလို့နှင်ထုတ်ပါတယ်။ကလေးငယ်ချမ်းရွန်းစန်းကဦးလေးကျွန်တော်ဒီနေ့တစ်နေ့လုံးထမင်းမစားရသေးဘူးလို့ဝမ်းနေစွာပြောရှာပေမဲ့ဦးလေးကတော့တနက်စာမစားရရုံနဲ့ငတ်မသေးပါဘူးလို့စိတ်မရှိစွာတုံ့ပြန်ပါတယ်။ဝမ်းကွက်ကြီးဖြစ်သူကပါစံပြုတ်ကိုငြိမ်ဆက်စွာစားရင်သူကငါတို့မိသားစုဝင်မှမဟုတ်တာလို့ဝင်ပြောတဲ့အတွက်ချမ်းရွန်းစန်းဟာစိတ်မကောင်းစွာနဲ့အိမ်ပြင်ကိုထွက်လာခဲ့ရပါတော့တယ်။လမ်းဘေးကရွှတ်နိုင်ရန်ဟောင်းလေးနားမှာခြေတလုံးကိုလက်နဲ့ပိုက်ပြီးငိုနေရဲ့ချမ်းရွန်းစန်းကိုအိမ်နီးနားချင်းဖြစ်သူတော်လေးဝမ်းကွက်လန်ကမြင်တွေ့သွားပါတယ်။ရွန်းစန်းလို့ခေါ်လိုက်တော့ကလေးကလမ်းဖြတ်ပြီးထိုက်ရက်ကတော့လေကျွန်တော်ဒီတိုင်းလမ်းလျှောက်ရင်းဖြစ်လာတာပါလို့လိန်ပြောရှာပါတယ်ဒါပေမဲ့ဝမ်ကွေ့လန်ကကလေးရဲ့အခြေအနေကိုရိပ်မိပြီးခဏဆောင်ဦးလို့ပြောကအိမ်ထဲဝင်သွားပါတယ်ပြီးနောက်မိဖို့ချောင်းထဲကအငွေ့တလူလူထွက်နေတဲ့စံပြုတ်အိုးထဲကနေစံပြုတ်တပန်းကန်ခတ်ယူပြီးသူမအတွက်ပြင်ဆင်ထားတဲ့ကြက်ဥကြော်လေးကိုပါပေါ်ကတင်ပေးခဲ့ပါတယ်ဝမ်ကွေ့လန်ကစံပြုတ်ပန်းကန်ကိုကမ်းပေးပြီးစားဘိုက်ပြအောင်စားလို့ပြောတဲ့အခါချမ်းရွန်းစန်းကတော်လေးကျွန်တော်တော်လေးကြွေးတာကိုအလာကားမစားချင်ဘူးလို့ညှင်းဆန်ပါတယ်ဝမ်ကွေ့လန်ကကလေးရှိမှစောင့်ကြောက်ထိုင်ချလိုက်ပြီးဘသူကအလာကားကြွေးရပြောလဲနောက်ကြရင်မင်းအောင်မြင်ကြီးပွားလာတဲ့အခါတော်လေးစီလာလဲရင်ကြေးပြီးပေါ့လို့ပြုံးရှင်စွာအားပေးပါတယ်ချမ်းရွန်းစန်းကငိုရှိုက်ရင်သူတို့အားလုံးကကျွန်တော်ကိုဝင်ထုတ်ဝင်ပို့လို့ပြောကြတယ်လို့ပြောတဲ့အခါဝမ်ကွေ့လန်ကသူတို့ပြောတာတွေထားလိုက်စမ်းပါတော်လေးမျက်စီထဲတော့မင်းကအဲ့ဒီလိုမဟုတ်ဘူးလို့ပြောပါတယ်ချမ်းရွန်းစန်းကဒါဆိုကျွန်တော်ကဘာလဲဟင်လို့မေးတော့ဝမ်ကွေ့လန်ကမင်းကဒီတောင်တန်းကြီးတွေရဲ့ကနေရုံထွက်နိုင်မဲ့ကလေးတယောက်ပဲလို့ယုံကြည်ချက်ပြည့်နဲ့ပြောပြပါတယ်ချမ်းရွန်းစန်းဟာမျက်ရည်တွေတသွင်းသွင်းစီးကြရင်စံပြုတ်ကိုငြိမ်ဆက်စွာကုန်အောင်တောက်ခဲ့ပါတယ်တော်လေဒီစံပြုတ်ကတိတ်ချိုတာပဲလို့ပြောတော့ဝမ်ကွေ့လန်ကငိုပြီးပြုံးရင်းစံပြုတ်ကဘယ်မှာလာချိုမှာလဲမင်းဘိုက်တိတ်စာနေလို့ပါလို့ပြောရှာပါတယ်ချမ်းရွန်းစန်းကတော်လေကျွန်တော်နောက်ကြရင်တော်လေးကိုတေချာပေါက်ပြန်ကျေးဇူးဆက်ပါမယ်လို့ကတိပေးတဲ့အခါဝမ်ကွေ့လန်ကစံပြုတ်တပန်းကန်နဲ့ပါစိတ်ထဲတိတ်မထားပါနဲ့လို့ပြောပါတယ်ချမ်းရွန်းစန်းကတော်လေးအတွက်ကစံပြုတ်တပန်းကန်ဖြစ်နိုင်ပေမဲ့ကျွန်တော်အတွက်ကတော့တလောကလုံးမှာကျွန်တော်ကို view ဆိုင်ပေးမဲ့သူရှိသေးတယ်ဆိုတာသိလိုက်ရတာမို့တစ်သက်လုံးမှတ်ထားမှာပါလို့လိုက်လဲပြောခဲ့ပါတယ်9နှစ်အကြာတွင်ချမ်းရွန်းစန်းဟာမြို့နယ်အဆင့်အထက်တန်းကျောင်းကိုကုံထူးနဲ့အောင်မြင်ခဲ့ပါတယ်သတင်းစာရွက်ကိုစိတ်ဆိုးမှန်ဆိုးနဲ့စားပွဲပေါ်ရိုက်ချလိုက်တဲ့ဦးလေးဖြစ်သူချမ်းမန်းချန်ကမြို့နယ်ကျောင်းဟုတ်လားဘာသာရေးစက်တင်နေမှာလဲမင်းကိုဘသူကပိုက်ဆံဆိုင်ထုတ်ပေးမှာလဲလို့အော်ဟစ်ဆဲဆိုပါတယ်ချမ်းရွန်းစန်းကဦးလေးဆရာကပြောတယ်ကျွန်တော်လူမှုထောက်ပံ့ကြေးလျှောက်လို့ရတယ်တဲ့အခုလောလောဆယ်ကျောင်းဝင်ခွင့်သွားတင်ရုံပဲလို့ရှင်းပြပေမဲ့ဦးလေးကသွားတင်မယ်ဟုတ်လားလမ်းစရိတ်ကိုဘသူကပေးမှာလဲအာမခံကြေးကိုကောဘသူကစိုက်ထုတ်မှာလဲငါတို့အိမ်ကပိုက်ဆံတွေကိုလေးကတိုက်ခေါ်လာတယ်ထင်နေလားလို့အောင်းငေါ့ပါတယ်ချမ်းရွန်းစန်းကနောက်ကျရင်ကျွန်တော်အလုပ်လုပ်ပြီးပြန်ဆက်ပါမယ်လို့ပြောပေမဲ့ဦးလေးဖြစ်သူကတော့ဆင်းရဲတဲ့သူတွေရဲ့ကလေးကစာလုံးနဲ့ငယ်တည်ရင်ရပြီမနေ့ဖြန်ကနဲ့အတူလဲခွင်းနဲ့လိုက်ခဲ့အပိုတွေရှောက်မတွင်းနဲ့လို့ပြောပြီးအခန်းထဲကထွက်သွားပါတယ်ကျောင်းတက်ဖို့ငွေ38ရွာလိုအပ်နေပြီးစိတ်ပြအားငယ်နေတဲ့ချမ်းရွန်းစန်းဟာတစ်ပင်ကြီးအောက်ကဘတ်စကားဂိတ်မှာတယောက်တည်းထိုင်ကုန်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာတောင်းလေးတစ်လုံးလွယ်ပြီးဖြစ်လာတဲ့ဝမ်ကွေ့လန်ကသူ့ကိုမြင်သွားပြီးရွန်းစန်းမင်းမျိုးနယ်ကျောင်းကိုအောင်နေဆိုလို့ဝမ်းသာအားရမေးပါတယ်ချမ်းရွန်းစန်းကခေါင်းငုံပြီးဟုတ်ကဲ့လို့ဖြေတော့ဝမ်ကွေ့လန်ကဝမ်းသာစရာပဲလို့ပြောပါတယ်ဒါပေမဲ့ကောင်းလေးကကျွန်တော်မသွားတော့ဘူးပိုက်ဆံမရှိလို့စိတ်မကောင်းစွာပြောပြပါတယ်ဝမ်ကွေ့လန်ကဘလောက်လို့လဲလို့မေးရ38ရွာလို့ဖြေပါတယ်ဝမ်ကွေ့လန်ကမနေ့ဖြန်ဘတ်စကားကဘယ်နှစ်နာရီလဲလို့မေးတော့ချမ်းရွန်းစန်းကကျွန်တော်မသွားတော့ပါဘူးလို့ညင်းပါတယ်ဝမ်ကွေ့လန်ကတော်လေးမေးနေတာဘယ်နှစ်နာရီလဲလို့ထပ်မံတင်ပေးတဲ့အတွက်6နာရီလို့ဖြေလိုက်ရပါတယ်ဝမ်ကွေ့လန်က9နာရီခွဲရွာထိပ်မှာစောင့်နေလို့မှာခဲ့ပါတယ်နောက်တနေ့မနေ့စောပိုင်းဝမ်ကွေ့လန်ဟာကျောင်းအနှံခွင့်နောက်ကျမှာစိုးရိမ်တဲ့အတွက်သူမရဲ့ကွယ်လွန်သူခင်မုန်းဖြစ်သူခြံထားခဲ့တဲ့တခုတည်းသောအမတ်တရအဖိုးတန်ငွေလက်ကောက်ကိုအပေါင်ဆိုင်မှာတွားရောက်ရောင်းချပါတယ်ဆိုင်ရှင်ကဒါကပစ္စည်းဟောင်းမို့လို့ဈေးများကြီးမပေးနိုင်ဘူးလို့ပြောတဲ့အခါဝမ်ကွေ့လန်ကနင်းနေလောက်ပို့ပေးလို့မရဘူးလားရှင်ကလေးကျောင်းအဖို့တွားရမှာနောက်ကျတော့မယ်လို့တောင်းပန်ရှာပါတယ်ငွေရပြီးနောက်ဝမ်ကွေ့လန်ဟာဘတ်စကားဂိတ်စီတို့တောင်းလေးတစ်လုံးကင်ကအပြေးလွှားလာခဲ့ပါတယ်စောင့်နေတဲ့ချမ်းရွန်းစန်းကိုမြင်တော့ရွန်းစန်းလို့လမ်းခေါ်ပြီးမောမောနဲ့ရော98ရွာကျောင်းလက်ခတ်ထက်20ရွာပို့ပါတယ်လန်ကီမှာမုံဝယ်စားဖို့လို့ပြောပြီးငွေထုတ်လေးကိုကမ်းပေးပါတယ်ချမ်းရွန်းစန်းကလန့်သွားပြီးတော်လေးဒီပိုက်ဆံတွေကဘယ်ကရတာလဲလို့မေးတော့ဝမ်ကွေ့လန်ကကျုပ်နဲ့ကန်းစုံ6လေးတွေရောင်းလို့ရတာပါလို့လိန်ပြောရှာပါတယ်ဒါပေမဲ့ချမ်းရွန်းစန်းကတော်လေးရဲ့လက်ကောက်ဝတ်မှာအမြဲဝတ်ထားတဲ့လက်ကောက်မရှိတော့တာကိုတတိပြုမိသွားပြီးတော်လေးရဲ့လက်ကောက်ကောဟင်လို့မေးပါတယ်ဝမ်ကွေ့လန်ကအဲ့ဒါကအပိုပစ္စည်းပါတော်လေးမဝတ်ချင်လို့အဆင်ပြေချောင်းပြောပေမဲ့ချမ်းရွန်းစန်းကကျွန်တော်ဒီပိုက်ဆံတွေကိုမယူနိုင်ဘူးလို့ညှင်းဆန်ပါတယ်ဝမ်ကွေ့လန်ကမင်းတေချာပေါက်ယူရမယ်လို့ဆိုပေးတဲ့အခါချမ်းရွန်းစန်းကကျွန်တော်ပြန်မဆက်နိုင်မှာကြောက်လို့ပါလို့ငိုပြီးပြောပါတယ်ဝမ်ကွေ့လန်ကစိတ်လှုပ်ရှားစွာနဲ့ပြန်ဆက်ချင်ရင်စာကိုစူးစမ်းပြီးကောင်းတင်နောက်ကြရင်မင်းလိုပဲထမင်းမစားရတဲ့ကလေးတွေကိုပြန်ကူညီပေးအဲ့ဒါပြန်ဆက်တာပဲလို့ပြောပါတယ်ပြီးနောက်သူမကိုယ်တိုင်ချုပ်လုပ်ပေးထားတဲ့အဝတ်ဖက်နဲ့အတစ်တစုံကိုထုတ်ပေးပြီးမြို့နယ်ထဲသွားမဲ့သူပဲဖက်နဲ့စုပ်ကြီးနဲ့မသွားပါနဲ့လူကဆင်းရဲရင်ဆင်းရဲပါစေခြေထောက်ကဖက်နဲ့တော့အမြဲမစုပ်ပြဲနေရစေနဲ့လို့ဆုံးမစကားပြောရှာပါတယ်ချမ်းရွန်းစန်းကမျက်ရည်တွေကြားကနေတော်လေးကကျွန်တော်ပေါ်ဘာလို့ဒီလောက်တောင်ကောင်းရတာလဲလို့မေးတဲ့အခါဝမ်ကွေ့လန်ကမျက်ရည်တုပ်ရင်ဘာလို့လဲဆိုတော့ဘယ်သူမှလက်ကမ်းမကူညီကြတဲ့ကလေးတွေရဲ့ဘဝကအဆိုးဆုံးဆိုတာတော်လေးတည်နေလို့ပေါ့လို့ငိုရင်းပြန်ပြောပါတယ်ချမ်းရွန်းစန်းဟာကြီးမားလာတဲ့တော်လေးရဲ့ကျေးဇူးတရားကြောင့်မြေကြီးပေါ်ဒူးထောက်ချလိုက်ပြီးဥကြကန်တော့ကတော်လေးကျွန်တော်ပေါ်ထားတဲ့ကျေးဇူးကိုကျွန်တော်တစ်သက်လုံးတေတပံသက်ဆုံးမှတ်ထားပါမယ်လို့အော်ဟစ်ကတိပြုပါတယ်ဝမ်ကွေ့လန်ကလည်းရှေ့ကိုပဲဆက်လျှောက်ပါလို့မျက်ရည်တွေနဲ့လန့်အော်ပြီးလက်ပြနှုတ်ဆက်ရင်ကောင်းလေးဟာဘတ်စကားပေါ်တက်ပြီးအနာဂတ်စီတို့ထွက်ခွာသွားပါတော့တယ်နှစ်ပေါင်း30ကြာပြီးနောက်ရွာထဲကိုစိန်ခံကားမေးကြီးတစ်စီးဆက်ရောက်လာပြီးရွာသားတွေကဒါချမ်းရွန်းစန်းမဟုတ်လားဟိုးတုန်းကထမင်းတောင်ဝအောင်မစားရတဲ့ကလေးလေးအခုတော့သူထေးကြီးဖြစ်နေပြီလေလို့အန်တာတုံလို့စွာပြောဆိုနေကြပါတယ်ကားပေါ်ကနေခန်းညားထဲဝါလာတဲ့ချမ်းရွန်းစန်းဆင်းလာတဲ့အခါရွာလူကြီးကျန်းရှုချမ်းကလိုက်လဲကြိုဆိုပြီးခြံတန်းရွာကိုပြန်လာတာကြိုဆိုပါတယ်ငါတို့ရွာလေးတိုးတက်ဖို့ကမင်းပေါ်မှာပဲမူတည်တော့တယ်လို့နှုတ်ဆက်ပါတယ်အဲ့ဒီအချိန်မှာအသက်ကြီးရနေပြီဖြစ်တဲ့ဦးလေးချမ်းမန်းချန်ကလူအုပ်ထဲကနေအပြေးလွှားထွက်လာပြီးရွန်းစန်းမင်းနောက်ဆုံးတော့ပြန်လာပြီပေါ့မင်းငယ်တုန်းကဦးလေးတို့အိမ်မှာပဲကြီးပြင်းခဲ့တာနော်အရင်မြစ်ကိုမမေ့ပါနဲ့ဦးလို့မျက်နှာချိုသွေးကပြောပါတယ်ချမ်းရွန်းစန်းကတင်းငင်အေးဆက်တဲ့မျက်နှာနဲ့ဦးလေးကျွန်တော်အားလုံးကိုမှတ်မိပါတယ်လို့တုံ့ပြန်ပါတယ်ဦးလေးကမှတ်မိရင်တော့ပြီးလို့ဝမ်းသာအားရပြောတဲ့အခါ
ချမ်းယွန်းဆန်းကကျွန်တော်အကုန်မက်မိတာပေါ့ကျွန်တော်ငယ်ငယ်တုန်းကဘသူကထမင်းကျွေးခဲ့လဲပြီးတော့ဘသူကကျွန်တော်ကိုပိုက်ဆာရက်သားနဲ့အိမ်ပြင်နှင်ထုတ်ခဲ့လဲဆိုတာပါလို့ပြက်ပြက်သားသားပြောလိုက်တဲ့အတွက်ဦးလေးဖြစ်သူဟာမျက်နှာပြက်ပြီးစွန့်သွားပါတော့တယ်ချမ်းယွန်းဆန်းကရွာလူကြီးကိုတော်လေးဝန်ကွေ့လန်ရွာထဲမှာရှိသေးလားလို့မေးပါတယ်ရွာလူကြီးကရှိပါတယ်ဒါပေမဲ့လို့စကားတစ်ဖြစ်နေတာကြောင့်ချမ်းယွန်းဆန်းကကျွန်တော်ကိုသူ့စီအခုပဲလိုက်ပို့ပေးပါလို့ချက်ချင်းတောင်းဆိုခဲ့ပါတယ်တော်လေးဝန်ကွေ့လန်ဤအိမ်အိုကြီးတွင်တော်လေးဝန်ကွေ့လန်ဟာအိုမင်းရော်ပြီးစံပင်တွေဖြူဖွေးနေခဲ့ပါပြီသူမရဲ့တားဖြစ်သူဝန်တန်းဟိုင်နဲ့ချွေးမဖြစ်သူလီချွမ်းမိန်တို့ကအိမ်မြေကွက်ရော်ချင်းငွေတွေကိုသူတို့လက်ထဲလွှဲပေးဖို့တော်လေးကိုအတင်းကျပ်လက်မှတ်ထိုးခိုင်းနေကြပါတယ်တော်လေးကငါသားရဲ့အမေနောက်ကျရင်စေးကူဖို့ပိုက်ဆံနေငယ်တော့ချန်ထားချင်ပါတယ်လို့အတနာခံပေမဲ့ချွေးမဖြစ်သူကအမေကအဖွားကြီးဖြစ်နေပြီပိုက်ဆံကိုဘာလို့မှလဲလို့အော်ဟစ်ငောင်ငန်းပြီးတားဖြစ်သူကလည်းအမေအပြင်လူတွေငါတို့ကိုလာရဲစရာမလုပ်နဲ့မြင်မြင်လက်မှတ်ထိုးလို့အတင်းကျပ်ဖိအားပေးနေပါတယ်တော်လေးဝန်ကွေ့လန်ကမျက်ရည်တွေဝဲပြီးငါကိုအတွက်ကိုပိုက်ဆံလေးနေနေတော့ချန်ချင်လို့ပါလို့ထပ်ပြောပေမဲ့တားဖြစ်သူကအမေဖုံးလဲမတုံးတက်အလိမ်ညာလဲမခွဲခြားတတ်ပဲနဲ့ပိုက်ဆံကိုကျွန်တော်စီထားကျွန်တော်ထိမ့်ပေးမယ်လို့ပြောပါတယ်တော်လေးကဒါဆိုနောက်ကျရင်အမေနေမကောင်းဖြစ်ရင်အမေကိုဘာသာဆေးရုံသွားလို့ရမလားလို့တုံးကြီးစွာမေးရှာပါတယ်ချွေးမဖြစ်သူကအမေကကျမတို့အမေပဲကျမတို့ကအမေကိုပြစ်ထားမှာမို့လို့လားအမေအခုလိုပြောတာကျမတို့ကိုမယုံလို့မလားလို့စွတ်တင်းဆွဲပြီးတကားပိတ်လက်မှတ်ထိုးခိုင်းနေပါတယ်အဲ့ဒီအချိန်မှာချမ်းယွန်းဆန်းဟာအိမ်ထဲကိုဝင်လာပြီးတော်လေးလို့လန့်ခေါ်လိုက်ပါတယ်တော်လေးဝန်ကွေ့လန်ကကောင်းလေးကိုတေချာစိုက်ကြည့်ပြီးမျက်ရည်တွေဝဲလာကယွန်းဆန်းလို့တုံရီနဲ့ခေါ်ရှာပါတယ်ချမ်းယွန်းဆန်းကတော်လေးကျွန်တော်ပြန်လာပြီလို့ပြောရင်တော်လေးကိုဖတ်ထားလိုက်ပါတယ်တော်လေးကမင်းဒီလောက်တောင်ကြီးသွားပြီပဲလို့ဝမ်းသာအားရပြောပြီးချမ်းယွန်းဆန်းကတော်လေးပိန်သွားတယ်လို့စိတ်မကောင်းစွာပြောတဲ့အခါတော်လေးကအသက်ကြီးပြီဆိုတော့ဒီလိုပါပဲကွယ်လို့ပြန်ပြောရှာပါတယ်ချမ်းယွန်းဆန်းကစားပွဲပေါ်ကလျော်ကြေးစာချုပ်ကိုကြည့်ပြီးတော်လေးကိုနှိမ့်ဆက်နေတဲ့တားနဲ့ချွေးမောက်ကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပါတယ်တားဖြစ်သူကမင်းကဘသူမို့လို့တကားတောင်မခောက်ပဲဝင်လာတာလဲငါတို့မိသားစုကိစ္စအပြင်လူနဲ့မဆိုင်ဘူးလို့ရိုင်းဆိုင်ပြောပါတယ်အဲ့ဒီအခါချမ်းယွန်းဆန်းကဒေါသတကြီးနဲ့အပြင်လူဟုတ်လားလွန်ခဲ့တဲ့နှစ်ပေါင်း30တုန်းကတော်လေးကကျွန်တော်ကိုထမင်းကျွေးခဲ့ချိန်မှာလဲကျွန်တော်ကိုအပြင်လူလို့မတတ်မှတ်ခဲ့ဘူးလို့စိတ်နာကျင်စွာပြောလိုက်ပါတယ်ပြီးနောက်တော်လေးနေထိုင်ရတဲ့စုပ်ပြက်ပြီးမှောင်မီးနေတဲ့အခန်းချင်းလေးနဲ့စားပွဲပေါ်ကကုန်ခါနီးစေးပုလင်းကွန်တွေကိုကြည့်ပြီးတော်လေးကဒီလိုနေရာမျိုးမှာနေရတာလားလို့မေးပါတယ်ချွေးမဖြစ်သူကသူ့ဘာသာချွေလာပြီးနေတာပါကျမတို့ကသူ့ကိုထမင်းငက်ထားတာမှမဟုတ်တာလို့စင်ကြေပေးတဲ့အခါချမ်းယွန်းဆန်းကထမင်းမငက်ထားဘူးဆိုရင်တော်လေးကဘာလို့စေးဖို့အတွက်တောင်ပိုက်ဆံကိုတောင်းပန်ပြီးခြံနေရတာလဲလို့ဒေါသတကြီးမေးခွန်းထုတ်ပါတယ်တော်လေးကရန်ဖြစ်မှာစိုးလို့ယွန်းဆန်းမပြောပါနဲ့တော့အားလုံးကမိသားစုတွေရဲ့ဟာလို့တားရှာပါတယ်ချမ်းယွန်းဆန်းကတော်လေးရဲ့လက်ကိုကင်ပြီးတော်လေးမကြောက်ပါနဲ့ဟိုးတော့ကကျွန်တော်ဗိုက်စာနေတာကိုတော်လေးကမရက်ဆက်နိုင်ခဲ့ဘူးအခုတော်လေးကိုယ်တိုင်မတရားခံနေရတာကိုကြပါလို့အောင်အဲ့ဒီခံနေရတာလဲလို့မင်းရင်သူ့ရဲ့အတွင်းမှုကိုလှည့်ပြီးတော်လေးပေါ်မတရားလုပ်ခဲ့တဲ့တားနဲ့ချွေးမောက်ကိုအပြစ်ပေးဖို့နဲ့တော်လေးရဲ့အိုးအိမ်ပိုင်ဆိုင်မှုပင်စင်လာစာတွေကိုဘသူတွေခိုးယူထားလဲဆိုတာချက်ချင်းစုံစမ်းစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတော့တယ်ရွာလမ်းမပေါ်တွင်တော်လေးဝန်ကွေ့လန်ဟာသူမရဲ့ခြံထဲကနေခူးဆွလာတဲ့ဟင်းသီးဟင်းရွက်တွေကိုတောင်းရဲထည့်ပြီးလမ်းဘေးမှာချရောင်းဖို့ပြင်ဆင်နေပါတယ်ဒါကိုမြင်တွေ့သွားတဲ့တားဖြစ်သူဝန်တန်းဟိုင်နဲ့ချွေးမဖြစ်သူတို့ကဒေါသတကြီးနဲ့ရောက်လာပြီးအမေကဘာလို့လမ်းဘေးမှာဟင်းသီးဟင်းရွက်တွေလာရောင်းနေရတာလဲအပြင်လူတွေမြင်ရင်ကျွန်တော်တို့ကိုပဲအပြစ်ပြောကြတော့မှာပေါ့လို့အော်ဟစ်ဆဲဆိုကြပါတယ်တော်လေးဝန်ကွေ့လန်ကကုန်းကုန်းလေးနဲ့ဟင်းရွက်တွေကိုကောက်တင်းရင်းကငါဘာသာပိုက်ဆံလေးနည်းနည်းပါးပါးရှာချင်လို့ပါလို့တုံကြီးစွာပြောပေမဲ့တားဖြစ်သူကတော့မိခင်အိုပေါ်တနာစိတ်မရှိပဲအမေမရှက်ပေမဲ့ကျွန်တော်တို့ရှက်တယ်မြင်မြန်အိမ်ပြန်ဆန်းလို့ညာတာမှုကင်းမဲ့စွာမောင်းထုတ်လိုက်တဲ့အတွက်တော်လေးဟာဝမ်းနေစိတ်နဲ့မျက်ရည်ဝဲကအိမ်ကိုပြန်လက်လာခဲ့ရပါတော့တယ်လန်ကီမှာတယောက်တည်းစိတ်မကောင်းစွာနဲ့လမ်းလျှောက်လာတဲ့တော်လေးဝန်ကွေ့လန်ရဲ့နောက်ကနေချမ်းယွန်းဆန်းကလိုက်လာပြီးတော်လေးလို့လမ်းခေါ်လိုက်ပါတယ်တော်လေးကမျက်ရည်တွေကိုတုပ်ပြီးလက်ကြည့်ကယွန်းဆန်းလို့ဝမ်းသာအားရခေါ်ရှာပါတယ်ချမ်းယွန်းဆန်းကတော်လေးရဲ့တောင်းရဲကဟင်းရက်တွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတာကိုတော်လေးကလေးမိပြီးဒါတွေကတော်လေးဘာသာစိုက်ထားတာပါတိတ်ပြီးလက်ဆက်တာနော်လို့ပြုံးပြီးပြောပြပါတယ်ချမ်းယွန်းဆန်းကတော်လေးကိုကြည့်ပြီးတော်လေးကျွန်တော်နောက်ကိုလိုက်ခဲ့ပါတော်လေးကိုကျွန်တော်ကောင်းကောင်းစောင့်ရှောက်ပါမယ်လို့ကတိပေးပါတယ်ဒါပေမဲ့စိတ်တဘောထားပြေးဝလာတဲ့တော်လေးဝန်ကွေ့လန်ကတော့ခေါင်းကညှင်းဆန်ပြီးတော်လေးရွာမှာပဲနေသားကြနေပါပြီကွယ်မင်းရဲ့စိတ်စေတနာကိုပဲတော်လေးခံယူပါမယ်လို့ပြောရှာပါတယ်တော်လေးဝန်ကွေ့လန်၏အိမ်ကန်တွင်တော်လေးဝန်ကွေ့လန်ဟာအခန်းထောင်းကတစ်တာအိုကြီးတဲ့ကနေအဝတ်နဲ့တေးသေးချာချာထုတ်ပိုးထားတဲ့အထုပ်ကြီးတစ်ထုပ်ကိုထုတ်ယူပြီးစားပွဲပေါ်တင်လိုက်ပါတယ်ပြီးနောက်အထုပ်ကိုဖြေလိုက်တဲ့အခါအထဲမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကချမ်းယွန်းဆန်းကျောင်းတက်တုန်းကရရှိခဲ့တဲ့ဂုံထူးဆောင်စုလက်မှတ်တွေစာမေးပွဲအောင်လက်မှတ်တွေနဲ့ချမ်းယွန်းဆန်းငယ်ငယ်ကစီးခဲ့တဲ့ဖိနက်ဆုပ်ကလေးကိုတော်လေးကအခုထက်ထိအမျက်တနိုးသိမ်းစေထားတာကိုတွေ့လိုက်ရပါတယ်ချမ်းယွန်းဆန်းဟာတော်လေးတင်ထားတဲ့သူ့ရဲ့ငယ်ဘဝအမတ်တရားပစ္စည်းတွေကိုကြည့်ပြီးကျေးဇူးတရားနဲ့တန်ရောစင်ကြောင့်မျက်ရည်တွေတားမရအောင်စီးကြလာပါတော့တယ်အဲ့ဒီအချိန်မှာပဲအခန်းထဲကိုတားဖြစ်သူဝန်တန်းဟိုင်ကဝင်လာပြီးအပြင်လူတွေရှေ့မှာကျွန်တော်ကိုအဆက်ခွဲတာတော်ပြီးမဟုတ်လားလို့ဒေါသကြီးလာရောက်အော်ဟစ်ပါတယ်ချမ်းယွန်းဆန်းကတော့ဘာမှပြန်မပြောပဲတော်လေးရဲ့ကျေးဇူးတရားတွေကိုနှလုံးသွင်းမျက်ရည်တွေကိုအတန်တိတ်တုံနေခဲ့ပါတယ်တော်လေးဝန်ကွေ့လန်ကငိုရင်းနဲ့ငါမင်းကိုဘယ်တော့ကအဆက်ခွဲလို့လဲငါကယွန်းဆန်းကိုသူ့ပစ္စည်းတွေပြချင်ယုံတင်ပါလို့ပြန်ပြောပါတယ်ဒါပေမဲ့တားဖြစ်သူကပိုပြီးဒေါသထွက်လာကသူ့ပစ္စည်းတွေပြစရာလို့လားသူကအခုကြီးပွားနေတဲ့သူသေးအမေကတော့ဆင်းရဲတဲ့အဖွားကြီးဘာလို့သူ့ကိုကတ်တွယ်နေတာလဲလို့အောင်ငေါပြီးစားပွဲပေါ်ကအဝတ်ထုတ်ကိုဆွဆွဲယူကအတင်းလူယူပါတယ်ဒေါ်လေးကမပေးပဲအတင်းဆွဲထားတဲ့အတွက်အဝတ်ထုတ်ပြုတ်ထွက်သွားပြီးအထဲကစာရွက်စာတမ်းတွေအောင်လက်မှတ်တွေနဲ့ပိုက်ဆံတွေအားလုံးကျမ်းပြင်ပေါ်ကိုပရိုဖီယယ်လွှင့်စင်ကျသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲချွေးမဖြစ်သူလီချွမ်းမင်ကအခန်းထဲကိုအလောတကြီးဝင်လာပြီးလွှင့်စင်ကျနေတဲ့စာရွက်တွေနဲ့ပိုက်ဆံတွေကိုကြည့်ကဒါတွေကပါလဲအဖွားကြီးအမေငါတို့ကိုလိမ်ပြီးပိုက်ဆံတွေအများကြီးဝတ်ထားတာပေါ့လေငါတို့ကိုကြတော့တပြားမှမရှိဘူးပြောပြီးအပြင်လူကိုကြတော့ပေးဖို့လုပ်နေရဲ့အမေကငါတို့ရဲ့အမေအရေးချင်းကောရှိရလားလို့ရိုင်းဆိုင်ဆွဆွဲပြီးအော်ဟစ်စကားများကြပါတယ်တားဖြစ်သူကလည်းချမ်းယွန်းဆန်းကိုလက်ညှိုးထိုးပြီးမင်းကအိမ်ကနေအခုချက်ချင်းထွက်သွားငါတို့မိသားစုကိစ္စတွေဝင်မရှုံးနဲ့လို့မောင်းထုတ်ပါတယ်တော်လေးဝန်ကွေ့လန်ကတားဖြစ်သူကိုမင်းတော်ဆန်း
ရွန်းစန်းကိုအဲ့လိုမပြောနဲ့လို့ငိုယိုပြီးတားဆီးရှာပါတယ်ချန်ရွန်းစန်းကတော့မျက်နှာတင်နဲ့တင်းငိမ်စွာပဲကျမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ဒေါ်လေးအမျက်တနိုးသိမ်းထားခဲ့တဲ့သူ့ရဲ့အောင်လက်မှတ်တွေနဲ့နေဘဝအမတ်တရစာရွက်စာတမ်းတွေကိုတရက်ချင်းစီတေးသေးချာချာကောက်သိမ်းလိုက်ပါတယ်စာရွက်တွေကိုအဝတ်ထုတ်ထဲတေချာပြန်ထည့်ပေးပြီးနောက်ချန်ရွန်းစန်းဟာသူ့ရဲ့ဖုန်းကိုထုတ်ပြီးအတွင်းမှုစီချက်ချင်းဖုန်းဆက်လိုက်ပါတယ်ဖုန်းရဲကနေခက်ထန်ပြတ်သားတဲ့လေတံနဲ့အခုချက်ချင်းမြို့နယ်ရှိနေဖွဲ့ကိုခေါ်လာခဲ့ဒေါ်လေးဝန်ကွေ့လန်ရဲ့လျော်ချင်းငွေတွေနဲ့ပင်စင်လာစာတွေကိုခိုးယူထားတဲ့သူအားလုံးကိုဥပဒေအရအမြင့်ဆုံးပြစ်ဒဏ်ရအောင်အပြည့်ရှင်းပြမယ်လို့အမိန့်ပေးလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့တားနဲ့ချွေးမဖြစ်သူတို့ဟာမျက်နှာတစ်ခုလုံးဖြူဖြော့သွားပြီးဘာပြန်ပြောရမှန်းမသိပဲကြောက်လန့်တုန်လှုပ်သွားကြပါတော့တယ်မြို့နယ်အစိုးရရုံးခန်းအတွင်းချန်ရွန်းစန်းဟာသူ့ရဲ့အထူးရှင်နေဖွဲ့ကိုခေါ်ယူပြီးရွာလူကြီးကျန်းရှိုချန်နဲ့တွေ့ဆုံစစ်ဆေးပါတယ်ရှင်းနေမလေးကစားပွဲပေါ်ကိုစုံစမ်းစစ်ဆေးထားတဲ့စာရွက်စာတမ်းတွေကိုချလိုက်ပြီးရွာလူကြီးကျန်းရှိုချန်ရှင်းပြရမယ့်ကိစ္စတွေရှိနေပြီလို့ပြက်ပြက်သားသားပြောပါတယ်စုံစမ်းတွေ့ရှိချက်စာရွက်စာတမ်းတွေအရဒေါ်လေးဝန်ကွေ့လန်ရတင်ရထိုက်တဲ့အိမ်မြေကွက်ရောချင်းငွေတွေနဲ့နှစ်ပေါင်းများစွာစာတက်ကြီးပင်စင်လာစာငွေကြေးအားလုံးကိုရွာလူကြီးကျန်းရှိုချန်ကတားဖြစ်သူဝန်တန်းဟိုင်နဲ့ပူးပေါင်းပြီးကလိန်ကားကျင်းနီနဲ့ခိုးယူကသူတို့အိတ်ကက်ထဲထည့်ထားခဲ့ကြတာဖြစ်ပါတယ်အထောက်ထားအခိုင်လုံကိုတွေ့လိုက်ရတဲ့ရွာလူကြီးကျန်းရှိုချန်ဟာမျက်နှာတစ်ခုလုံးဖြူဖြော့သွားပြီးနဖူးကနေချွေးစေးတွေပြန်လာကကြောက်လန့်တုန်လှုပ်သွားပါတယ်သူကစင်ကြေပေးဖို့စူးစမ်းရင်းချန်တန်းဒါကနားလည်မှုလွဲတာပါလို့တုံရီစွာပြောပေမဲ့ချန်ရွန်းစန်းကတော့သူ့ကိုတေလူတယောက်လိုစူးစူးဆိုင်ဆိုင်စိုက်ကြည့်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ရွာလူကြီးကျန်းရှိုချန်ဟာဘာမှငင်းွယ်လို့မရတော့ပဲထိုင်နေရာကနေထိုင်ရက်ပြီးအပြစ်ရှိသူတယောက်လိုခေါင်းငုံကတောင်းပန်ရပါတော့တယ်ချန်ရွန်းစန်းကတော့ဒေါ်လေးပေါ်မတရားလုပ်ခဲ့တဲ့သူအားလုံးကိုဥပဒေအရအပြစ်ရှင်းပြတော့မယ်အေးဆက်ခတ်ထန်တဲ့မျက်နှာပေးနဲ့ပြောလိုက်ပါတော့သည်မြို့နယ်တရားရုံးရဲ့တရားဝင်စာရေးစာတမ်းတွေနဲ့အတူအပြစ်ရှိကြောင်းတက်တည်ပြလိုက်ပြီးနောက်ရွာလူကြီးကျန်းရှိုချန်ဟာဘာမှငင်းွယ်လို့မရတော့ပဲခေါင်းငုံရှုံးပေးလိုက်ရပါတော့တယ်ထို့နောက်ချန်ရွန်းစန်းဟာရွာထဲကပြဿနာကိုချက်ချင်းရေးယူဖို့အတွက်မြို့နယ်ရုံးခန်းကိုရောက်လာပါတယ်ရုံးခန်းထဲမှာချန်ရွန်းစန်းကသူ့ရဲ့အတွင်းရေးမှူးနဲ့အတူရွာရဲ့မြေယာလျော်ကြေးကိစ္စရပ်တွေကိုအသေးစိတ်စတင်တိုင်ပင်ပါတယ်အဲ့ဒီနောက်ရုံးစာရေးမှကကွန်ပျူတာနဲ့ပရင်တာကနေထွက်လာတဲ့စုံစမ်းစစ်ဆေးမှုအထောက်ထားစာရွက်စာတမ်းအထုပ်ကြီးကိုယူဆောင်လာပြီးချန်ရွန်းစန်းလက်ထဲကိုအနှံလိုက်ပါတယ်ချန်ရွန်းစန်းကစာရွက်တွေကိုတေးသေးချာချာစစ်ဆေးပြီးဒီစာရွက်စာတမ်းတွေအားလုံးအဆင်သင့်ဖြစ်ပြီလားလို့မေးတဲ့အခါရုံးစာရေးမှကအားလုံးအဆင်သင့်ဖြစ်ပါပြီဒေါ်လေးဝန်ကွေ့လန်ရဲ့လျော်ကြေးငွေတွေကိုဘသူတွေခိုးယူထားလဲဆိုတဲ့တက်တွေအကုန်စုံပါပြီလို့တေချာပိုင်းနိုင်စွာပြန်လည်ဖြေကြားပါတယ်ချန်ရွန်းစန်းဟာရွာလူကြီးနဲ့တားဖြစ်သူတို့ရဲ့မတရားမှုကိုတရွာလုံးရှိမှဖွင့်ချဖို့အတွက်အတွင်ရင်မှုရုံးစာရေးမှတို့နဲ့အတူအစီအစဉ်ကိုတေးသေးချာချာဆွဲလိုက်ပါတော့တယ်ချန်ရွန်းစန်းဟာအထောက်ထားတွေအားလုံးရပြီဖြစ်တဲ့အတွက်တရွာလုံးကရွာသားတွေကိုရွာလယ်ကွင်းပြင်မှာစုဝေးစေခဲ့ပါတယ်စင်မြင့်ထက်မှာပရိုဂျက်တာကိုအသုံးပြုပြီးဒေါ်လေးဝန်ကွေ့လန်ရတင်ရထိုက်တဲ့အိမ်မြေကွက်လျော်ကြေးငွေစာချုပ်ဟောင်းတွေဗန်စီရင်တွေနဲ့နှစ်ပေါင်းများစွာစာတက်ကြီးပင်စင်လာစာတွေကိုရွာလူကြီးကျန်းရှိုချန်နဲ့တားဖြစ်သူဝန်တန်းဟိုင်တို့ပူးပေါင်းပြီးဘလို့ခိုးယူခဲ့ကြတယ်ဆိုတဲ့အထောက်ထားစရာတွေကိုတရွာလုံးမြင်အောင်ပြသလိုက်ပါတယ်ရွာသားတွေအားလုံးဟာစက်ခရင်ဘော်ကတက်တွေကိုကြည့်ပြီးအန်တာတုံလောက်သွားကြကဒါတကယ်ကိုရုံမာတာပဲမိခင်ရင်ပေါ်ဒီလောက်ရက်ဆက်ရသလားရွာလူကြီးကလည်းယာရုကိုတုံးပြီးမတရားလုပ်တယ်လို့တားဖြစ်သူဝန်တန်းဟိုင်ချွေးမနဲ့ရွာလူကြီးတို့ကိုဝိုင်းဝန်းလက်ညှိုးထိုးပြစ်တင်ရှုတ်ချကြပါတယ်ဒါနဲ့ချွေးမဖြစ်သူတို့ဟာရွာသားတွေရဲ့ကဲရဲ့ပြစ်တင်မှုတွေကြားထဲမှာမျက်နှာမပြရဲပဲအရှက်ရကငိုကြွေးနေကြရပြီးရွာလူကြီးကျန်းရှိုချန်လည်းဘာမှငင်းွယ်လို့မရတော့ပဲခေါင်းကိုရှုံးပေးလိုက်ရပါတော့တယ်ချန်ရွန်းစန်းကစင်ဘော်ကနေရွာသားတွေကိုကြည့်ပြီးတင်းငင်ပြတ်သားစွာပြောကြားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း30ကကျွန်တော်ကြောင်းတက်ဖို့ငွေလိုနေတုန်းကဒေါ်လေးဝန်ကွေ့လန်ဟာသူမရဲ့အဖိုးတန်လက်ကောက်ကိုအပေါင်ဆိုင်မှာရောင်းပြီးကျွန်တော်ကိုကူညီခဲ့တယ်အခုသူမရဲ့အိမ်မြေကွက်ရော်ချင်းငွေတွေကိုခိုးယူပြီးမိခင်အိုကိုနှိမ့်ဆက်တဲ့သူတွေကိုတော့ဥပဒေအရအမြင့်ဆုံးပြစ်ဒဏ်ရရှိအောင်ကျွန်တော်တေချာပေါက်အေးအေးယူမှာပါလို့ကြေညာလိုက်ပြီးရွာလူကြီးနဲ့တားဖြစ်သူတို့ကိုရဲလက်အပ်လိုက်ပါတယ်အမှုအခင်းတွေအားလုံးပြီးဆုံးသွားပြီးနောက်တားဖြစ်သူဝန်တန်းဟိုင်ဟာမိခင်အိုရဲ့ခြေရင်းမှာဒူးထောက်ချလိုက်ပြီးကျန်းပြင်ပေါ်ခေါင်းနဲ့တိုက်ကငိုယိုတောင်းပန်ပါတယ်မင်းကျွန်တော်မားသွားပါတယ်ကျွန်တော်တကယ်မားသွားပါပြီကျွန်တော်ကိုခွင့်လွတ်ပါဦးလို့အချိန်ချင်းဥချတောင်းပန်ရှာပါတယ်ဒေါ်လေးဝန်ကွေ့လန်ဟာမျက်ရည်တွေဝဲရင်တားဖြစ်သူကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရပေမဲ့တားဖြစ်သူကချန်ရွန်းစန်းကိုလက်ကြည့်ကရွန်းစန်းငါတောင်းပန်ပါတယ်ငါမေကိုစောင့်ရှောက်ဖို့ငါကိုအခွင့်အရေးတစ်ခုလောက်ထပ်ပေးပါဦးလို့ငိုယိုပြီးအတနာခံပါတယ်ချန်ရွန်းစန်းကတော့အေးဆက်စွာပဲမင်းမှာအခွင့်အရေးတွေအများကြီးရှိခဲ့ဘူးတယ်ဒါပေမဲ့မင်းကဒေါ်လေးကိုဘယ်တော့မှမိခင်တယောက်လိုမဆက်ဆံခဲ့ဘူးလို့ပြောပါတယ်ဒေါ်လေးဝန်ကွေ့လန်ကတားဖြစ်သူရဲ့လက်ကိုကင်ပြီးသားရဲ့အမေမင်းကိုမုန်းလို့မဟုတ်ပါဘူးဒါပေမဲ့မင်းလုပ်ခဲ့တဲ့အဖြစ်တွေအတွက်တော့ဥပဒေရဲ့ပြစ်ဒဏ်ကိုမင်းရင်ဆိုင်ရလိမ့်မယ်လို့မျက်ရည်တွေနဲ့ပြောပြပါတယ်ချန်ရွန်းစန်းကဒေါ်လေးဘေးမှာထိုင်ပြီးရင်နွေးနွေးလေးတစ်ခွက်ကမ်းပေးရင်ဒေါ်လေးအခုကစားပြီးဒေါ်လေးဘာမှပူစရာမလိုတော့ဘူးနော်ကျွန်တော်ဒေါ်လေးကိုတေတပန်တက်ဆုံကောင်းကောင်းပြုစုစောင့်ရှောက်သွားမှာပါလို့မေတ္တာပြည့်နဲ့ပြောပါတယ်ဒေါ်လေးဝန်ကွေ့လန်ဟာမျက်ရည်တွေကြားကနေဝမ်းသာပီတိဖြစ်ကပြုံးရင်ချန်ရွန်းစန်းရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားပါတော့တယ်ဒါဖြစ်သူဝန်တန်းဟိုင်ကအိမ်ထဲမှာခေါင်းကိုကုပ်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာချွေးမဖြစ်သူလီချွမ်းမင်ကစားပွဲမှာထိုင်ရင်ဖုန်းကိုကင်ကအကြံရုပ်တစ်ခုရသွားပါတယ်သူမကဖုန်းရဲကတပ်ပုံတွေကိုဝန်တန်းဟိုင်ကိုပြပြီးဒီမှာကြည့်စမ်းဒါချန်ရွန်းစန်းနဲ့ငါတို့မင်းရိုက်ထားတဲ့ပုံတွေရဲ့ချန်ရွန်းစန်းကအခုနမီကြီးသူထေးဖြစ်နေတာငါတို့ကအမေကိုနှိမ့်ဆက်ပါတယ်ဆိုပြီးလိုင်းပေါ်မှာတနာခန့်စာတင်လိုက်ရင်လူတွေကချန်ရွန်းစန်းကိုဝိုင်းပြောကြမှာအဲ့လိုဆိုသူကသူ့တိတ်ခါအတွက်နဲ့ငါတို့ကိုပိုက်ဆံပေးပြီးနှုတ်ပေးရလိမ့်မယ်လို့အကြံပေးပါတယ်ဒါဖြစ်သူကလည်းဒါကိုသဘောတူတဲ့အတွက်ချွေးမဖြစ်သူကဖုန်းရဲကနေဒေါ်လေးဝန်ကွေ့လန်ရဲ့ပုံတွေကိုအသုံးပြုပြီးလိုင်းပေါ်ကိုချက်ချင်းတင်လိုက်ပါတော့တယ်သူတို့တင်လိုက်တဲ့ဗီဒီယိုနဲ့ပုံတွေဟာအွန်လိုင်းပေါ်မှာလူကြည့်တွေထောင်တောင်းချီပြီးခဏချင်းအတွင်းပြန့်နှံ့သွားခဲ့ပါတယ်အွန်လိုင်းပေါ်မှာအဲ့ဒီသတင်းပြန့်နှံ့သွားတာကိုချန်ရွန်းစန်းရဲ့အတွင်းရေးမှူးကချက်ချင်းတွေ့ရှိသွားပါတယ်အတွင်းရေးမှူးကဖုန်းကိုကင်ပြီးချန်ရွန်းစန်းရဲ့ရုံးခန်းထဲကိုအပြေးလွှားဝင်လာကခြံတန်းဒီမှာကြည့်ပါဦးလိုင်းပေါ်မှာဒေါ်လေးဝန်ကွေ့လန်ရဲ့တားနဲ့ချွေးမကဒေါ်လေးကိုအတုံးချပြီးခင်များရဲ့နမီပြအောင်ကောလာဟလတွေရှောက်တင်နေကြတယ်လို့ဖုန်းရဲကတက်တေတွေကိုပြသလိုက်ပါတယ်ချန်ရွန်းစန်းကဖုန်းကိုကြည့်ပြီးမျက်နှာတီးသွားကဘေးမှာရှိနေတဲ့ရုံးစာရေးမကိုလှည့်ကြည့်ပါတယ်ရုံးစာရေးမကစားပွဲပေါ်ကစာရွက်စာတမ်းတွေကိုအိတ်ထဲတေချာထည့်လိုက်ပြီးခြံတန်းစိတ်မပူပါနဲ့ကျမတို့စီမှာသူတို့ရော်ချင်းငွေတွေခိုးယူထားတဲ့တက်တေစစ်အမှန်တွေအကုန်ရှိနေပြီပဲအခုတရားဝင်ရုံးခန်းထဲမှာအားလုံးကိုခေါ်ပြီးအမှန်တရားကိုရှင်းလင်းလိုက်ရအောင်လို့အကြံပြုတဲ့အတွက်ချန်ရွန်းစန်းကကောင်းပြီးအခုချက်ချင်းစီစဉ်လိုက်ပါလို့အမိန့်ပေးလိုက်ပါတယ်မြို့နယ်ရုံးခန်းရဲ့အစည်းအဝေးစားပွဲဝိုင်းကြီးမှာရွာလူကြီးကျန်းရှိုချန်ချန်ရွန်းစန်းအဖွားဝန်ကွေ့လန်တားဖြစ်သူဝန်တန်းဟိုင်
ချွေးမလီချွမ်းမိန်နဲ့ရုံးစာရေးမတို့အားလုံးထိုင်နေကြပါတယ်ချွေးမဖြစ်သူကရုံးခန်းထဲမှာပါမန်တင်ပြီးငါတို့ကအမှန်တရားကိုပြောတာပဲချမ်းရွန်းစန်းကသူထေးဖြစ်ပြီးငါတို့မိကိုပြစ်ထားတာမဟုတ်ဘူးလားလို့ရိုင်းရိုင်းဆိုင်ဆိုင်စတင်ပြောဆိုပါတယ်အဲ့ဒီအချိန်မှာရုံးစာရေးမကတင်းငိမ့်စွာပဲစားပွဲပေါ်ကိုတရားဝင်စုံစမ်းစစ်ဆေးမှုစာရွက်စာတမ်းတွေကိုချလိုက်ပြီးတားဖြစ်သူဝန်တန်းဟိုင်ကိုကမ်းပေးလိုက်ပါတယ်ရုံးစာရေးမကပြတ်သားတဲ့လေတန်းနဲ့ဝန်တန်းဟိုင်ရှင်တို့လိုင်းပေါ်မှာရှောက်လိန်နေတာတွေတော်လောက်ပြီးဒီမှာတေးသေးချာချာကြည့်လိုက်စမ်းဒါရှင်တို့ရွာလူကြီးနဲ့ပူးပေါင်းပြီးအဖွားဝန်ကွေ့လန်ရဲ့အိမ်မြေကွက်ရော်ချင်းငွေတွေနဲ့တက်ကြီးပင်စင်လာစာတွေကိုခိုးယူထားတဲ့တရားဝင်တက်တေထောက်ထားတွေပဲလို့ဖွင့်ချလိုက်ပါတယ်စာရွက်ကိုဖတ်ကြည့်လိုက်တဲ့တားဖြစ်သူဝန်တန်းဟိုင်နဲ့ချွေးမတို့ဟာမျက်နှာတစ်ခုလုံးဖြူဖြော့သွားပြီးစာရွက်တွေကိုကြည့်ကကြောက်လန့်တုန်လှုပ်သွားကြပါတယ်ရွာလူကြီးကျန်းရှုပ်ချန်ကလည်းအပြစ်ရှိမှန်းသိလို့ခေါင်းငုံပြီးချွေးစေးတွေပြန်နေခဲ့ပါတယ်အဲ့ဒီနောက်ရုံးခန်းထဲမှာသူတို့အားလုံးစကားတွေအများကြီးဆက်ပြောပြီးအငင်းပွားကြပါသေးတယ်ဒါပေမဲ့ခိုင်လုံတဲ့တက်တေတွေရှိနေတဲ့အတွက်ရွာလူကြီးကျန်းရှုပ်ချန်ဒါဖြစ်သူဝန်တန်းဟိုင်နဲ့ချွေးမတို့ဟာနောက်ဆုံးမှာတော့အပြစ်ကိုဝန်ခံလိုက်ရပြီးတရားဝင်စာချုပ်စာတမ်းတွေစာရွက်တွေပေါ်မှာလက်မှတ်တွေအတီးတီးထိုးလိုက်ကြရပါတော့တယ်မတရားသိမ်းပိုက်ခံထားရတဲ့အိမ်မြေကွက်ရော်ချင်းငွေတွေနဲ့ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေကိုတရားဥပဒေအရပြန်လည်ရရှိသွားတဲ့အတွက်အဖွားဝန်ကွေ့လန်နဲ့ချမ်းရွန်းစန်းတို့ဟာအဲ့ဒီစာရွက်စာတမ်းတွေကိုကင်ဆောင်ပြီးရုံးခန်းထဲကနေအောင်နိုင်သူတွေဖြစ်အတူတူထွက်လာခဲ့ကြပါတယ်တရားရုံးမှာရှုံးနိမ့်သွားခဲ့ရမယ့်ချွေးမဖြစ်သူလီချွမ်းမိန်ကတော့အလျှော့မပေးရဲ့ဖုံးထဲကသတင်းတွေကိုကြည့်ပြီးအကြံရုပ်တစ်ခုကိုထပ်မံကြံစီပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါတားဖြစ်သူဝန်တန်းဟိုင်နဲ့ချွေးမတို့ဟာအခန်းထဲမှာထိုင်ပြီးဖုံးထဲကသတင်းတွေကိုကြည့်ကချမ်းရွန်းစန်းကအခုနမေကြီးသူထေးဖြစ်နေတာငါတို့ကအမေကိုနှိပ်စက်ပါတယ်ဆိုပြီးလိုင်းပေါ်မှာတနာခန့်စာတင်လိုက်ရင်လူတွေကချမ်းရွန်းစန်းကိုဝိုင်းပြောကြမှာအဲ့လိုဆိုသူကသူ့တိတ်ခါအတွက်နဲ့ငါတို့ကိုပိုက်ဆံပေးပြီးနှုတ်ပေးရလိမ့်မယ်ဆိုပြီးအချင်းချင်းအကြံထုတ်စကားပြောကြပါတယ်ပြီးနောက်တော်လေးဝန်ကွေ့လန်ရဲ့ပုံတွေကိုတုံးပြီးလိုင်းပေါ်ကိုသတင်းမားတွေချက်ချင်းတင်လိုက်ကြပါတယ်အဖွားဝန်ကွေ့လန်တွေ့ရှိသွားပြီးဖုံးလက်ဆက်ချင်းတားနဲ့ချွေးမတင်လိုက်တဲ့အဲ့ဒီသတင်းမားတွေကိုဖုံးထဲကနေအဖွားဝန်ကွေ့လန်ကမတော်တဆမြင်တွေ့သွားပါတယ်ဒါဖြစ်သူတို့ကကျေးဇူးရှင်ချမ်းရွန်းစန်းကိုဒုက္ခပေးဖို့ကြံစီနေမှန်းသိလိုက်ရတဲ့အတွက်အဖွားဟာတိတ်ကိုထိတ်လန့်သွားပြီးချက်ချင်းပဲချမ်းရွန်းစန်းစီကိုဖုံးလက်ဆက်လိုက်ပါတော့တယ်ဖုံးထဲကနေအဖွားဝန်ကွေ့လန်ကယွန်းစန်းဒေါ်လေးကြောင့်နဲ့မင်းအရှက်ရရပြီးတားနဲ့ချွေးမကမင်းနတ်မီပြအောင်လိုင်းပေါ်မှာရှောက်တင်နေကြတယ်ဒေါ်လေးစိတ်မကောင်းလိုက်တာလို့ငိုပြီးပြောရှာပါတယ်ချမ်းရွန်းစန်းကလည်းဖုံးထဲကနေဒေါ်လေးစိတ်မကောင်းမဖြစ်ဖို့နဲ့သူအားလုံးကိုဖြည့်ရှင်းနိုင်မယ့်အကြောင်းစကားတွေအကြာကြီးအပြန်အလှန်ပြောပြီးဒေါ်လေးကိုအားပေးနေသိမ့်ခဲ့ပါတယ်ထို့နောက်ဒေါ်လေးစိတ်မအေးဖြစ်နေမှာစိုးရိမ်တဲ့အတွက်ချမ်းရွန်းစန်းဟာချက်ချင်းပဲဒေါ်လေးဝန်ကွေ့လန်ရဲ့အိမ်ကိုကိုယ်တိုင်ရောက်ရှိလာခဲ့ပါတယ်သူကဒေါ်လေးအတွက်အငွေ့တလူလူထွက်နေတဲ့ခောက်ဆွဲပန်းကန်လေးကိုပြင်ဆင်လာပြီးဒေါ်လေးရှိမှချကြွေးခဲ့ပါတယ်ချမ်းရွန်းစန်းကခောက်ဆွဲပန်းကန်ထဲကိုကြက်ဥပြုတ်လေးထည့်ပေးရင်ဒေါ်လေးငယ်ငယ်တုန်းကဒေါ်လေးကျွန်တော်ကိုစံပြုတ်နဲ့ကြက်ဥကြော်ကြွေးခဲ့ဘူးတယ်မဟုတ်လားအခုဒေါ်လေးဘာမှစိတ်မပူပါနဲ့တော့လိုင်းပေါ်ကကောလာဟလတွေကိုလည်းကျွန်တော်အကုန်ရှင်းလင်းပြီးပါပြီလို့ပြောပြီးစကားတွေအများကြီးပြောကဒေါ်လေးကိုနှစ်သိမ့်ပေးပါတယ်ဒေါ်လေးဝန်ကွေ့လန်ဟာချမ်းရွန်းစန်းရဲ့ကြီးမားလာတဲ့ကျေးဇူးတိတက်မှုနဲ့ဂရုစိုက်မှုတွေကိုမြင်ပြီးဝမ်းသာပီတိဖြစ်ကမျက်ရည်တွေတွင်တွင်စီးကြလာပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း30ကစံပြုတ်တပန်းကန်ရဲ့ကျေးဇူးတရားဟာအခုဆိုရင်ကြီးမားလာတဲ့မေတ္တာတရားအဖြစ်ပြန်လည်ကျွေးမွေးဆောင်ရှောက်ခြင်းကိုခံလိုက်ရပါတော့သည်ချမ်းရွန်းစန်းဟာဒေါ်လေးဝန်ကွေ့လန်ရဲ့ပျက်စီးယိုယွင်းနေတဲ့မိဖို့ချောင်းဟောင်းလေးရဲ့ကခုံတန်းလျားမှာထိုင်ပြီးဒေါ်လေးရဲ့ကျေးဇူးတရားတွေကိုအွန်လိုင်းပေါ်ကလူမှုကွန်ရက်စာမျက်နှာထက်မှာဗီဒီယိုမှတ်တမ်းတစ်ခုပြုလုပ်ပြီးတရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်ချမ်းရွန်းစန်းကကင်မရာကိုကြည့်ပြီးတည်ငြိမ်လိုက်လဲစွာဆက်တင်ပြောကြားပါတယ်ကျွန်တော်နာမည်ချမ်းရွန်းစန်းပါလွန်ခဲ့တဲ့နှစ်ပေါင်း30တုန်းကကျွန်တော်ဟာဝန်ကြားရွာမှာဘသူရဲ့ဂယူးဆိုင်မှုကိုမှမရရှိခဲ့တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်ကျွန်တော်ဟာအပြင်လူတစ်ယောက်မို့လို့သူတို့မိသားစုကိစ္စတွေရဲ့ဝင်မရှုပ်တင်ဘူးလို့ပြောကြပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း30တုန်းကကျွန်တော်ရဲ့မိဘနှစ်ပါးစလုံးကွယ်လွန်သွားခဲ့ပြီးဒီရွာလေးထဲမှာငက်ပြက်ပြီးလဲကျလူနီးပါးဖြစ်နေခဲ့တဲ့အချိန်မှာဒေါ်လေးဝန်ကွေ့လန်ကဒါဒီမိဖို့ချောင်းလေးရဲ့ကနေကျွန်တော်ကိုစံပြုတ်တပန်းကန်နဲ့ကြက်ဥတလုံးကျွေးပြီးအသက်ကယ်ခဲ့တာပါသူကစားပွဲပေါ်ကဒေါ်လေးတင်းစစ်ထားတဲ့ပစ္စည်းတွေကိုပြရင်းဆက်ပြောပါတယ်အွန်လိုင်းပေါ်ကလူတွေကတော့ဖြက်ညက်ကက်လုပ်ထားတဲ့ဗီဒီယိုတိုတွေကိုပဲမြင်ပြီးကျွန်တော်ကိုအပြစ်ပြောနေကြတာပါသူတို့ဟာတားဖြစ်သူဝန်တန်းဟိုင်ကဒူးထောက်တောင်းပန်နေတာကိုပဲမြင်ပြီးဒေါ်လေးဝန်ကွေ့လန်ဟာစုပ်ပြက်နေတဲ့အခန်းချင်းလေးထဲမှာနေထိုင်နေရတာကိုမမြင်ခဲ့ကြပါဘူးဒေါ်လေးရဲ့ဆေးပလင်းထဲမှာဆေးဝါးတစ်ဝက်ပဲကျန်တော့တာကိုကောသူမရဲ့အိုနာစာပင်စင်လာစာတွေကိုတားဖြစ်သူကဘလို့ခိုးယူသွားခဲ့လဲဆိုတာကိုကောမမြင်ခဲ့ကြပါဘူးကျွန်တော်ကဝန်ကြားရွာကမိသားစုဝင်မဟုတ်ဘူးလို့ပြောကြပေမဲ့မိမိငက်မွေမတက်ဖြစ်နေချိန်မှာထမင်းကျွေးခဲ့တဲ့သူကျောင်းမတက်နိုင်ဖြစ်နေချိန်မှာလမ်းစေးရှာပေးပြီးကျောင်းပို့ပေးခဲ့တဲ့သူဟာမိသားစုဝင်မဟုတ်ဘူးလားချမ်းရွန်းစန်းကဒေါ်လေးချုပ်ပေးခဲ့တဲ့အဝတ်ဖက်နဲ့စုပ်ကလေးနဲ့သူကျောင်းတက်တုန်းကဒေါ်လေးစီရေးခဲ့တဲ့စာဟောင်းလေးကိုကင်ပြီးမျက်ရည်ဝဲကပြောပါတယ်လူကဆင်းရဲရင်ဆင်းရဲပါစေခြေထောက်ကဖက်နဲ့တော့မစုပ်ပြဲစေနဲ့လို့ဒေါ်လေးဆုံးမခဲ့တယ်ကျောင်းမှာထမင်းဝအောင်စားရပါတယ်လို့ကျွန်တော်စာရေးခဲ့တာကိုလည်းဒေါ်လေးကအခုထက်ထိတင်ထားခဲ့တယ်ကျွန်တော်ပထမဆုံးရခဲ့တဲ့ဂုံထူးဆောင်စုကိုလည်းဒေါ်လေးကနှစ်ပေါင်း30တိုင်တိုင်တင်ထားခဲ့တာပါကျွန်တော်တယောက်တည်းမှတ်မိနေရထင်ခဲ့တာဒေါ်လေးကလည်းအားလုံးကိုမှတ်မိနေခဲ့တာပဲအဲ့ဒီနောက်အပေါင်းဆိုင်ပိုင်ရှင်အဘိုးကလည်းဗီဒီယိုထဲမှာတက်တည်ဖြစ်ပါဝင်ပြောကြားခဲ့ပါတယ်အဲ့ဒီနှစ်ကဒေါ်လေးဝန်ကွေ့လန်ဟာကောင်းလေးချောင်းအဖို့နောက်ကျမှဆိုလို့မျက်ရည်တွေဝဲပြီးနှုတ်ခမ်းတွေတုံရင်သူမရဲ့ငွေလက်ကောက်ကိုလာပေါင်ခဲ့တာကျွန်တော်ခုထိမှတ်မိနေတော့မှပဲချမ်းရွန်းစန်းကသူမဟာကျွန်တော်ရဲ့မိခင်ရင်းမဟုတ်ပါဘူးဒါပေမဲ့သူမမရှိရင်ဒီနေ့ခေတ်ကကျွန်တော်ဆိုတာရှိလာမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ပြန်လာတာဟာနမေကြီးအောင်ဟန်ဆောင်ဖို့မဟုတ်လို့သူတပားမိသားစုကိစ္စဝင်ရှုပ်ဖို့လည်းမဟုတ်ပါဘူးကျွန်တော်ဒေါ်လေးကိုပြောချင်တာကတော့ဒေါ်လေးဒီတစ်ချိန်မှာတော့ဒေါ်လေးအတွက်အငွေ့တလူလူထွက်နေတဲ့ထမင်းပူပူလေးတပန်းကန်ကိုကျွန်တော်ကပြန်လဲပြင်ဆင်စောင့်ရှောက်ပေးပါရစေဆိုတာပါပဲလို့ပြောကြားခဲ့ပါတယ်ချမ်းရွန်းစန်းတင်လိုက်တဲ့ဗီဒီယိုမှတ်တမ်းကြောင့်လိုင်းပေါ်ကဝေဖန်တိုက်ခိုက်မှုတွေအားလုံးဟာဒေါ်လေးရဲ့ကျေးဇူးတရားပေါ်လိုက်လက်ချီကျူးတဲ့မှတ်ချက်တွေဖြစ်ပြောင်းလဲသွားပြီးသတင်းမှတင်ခဲ့တဲ့တားနဲ့ချွေးမကိုလူများကဝိုင်းဝန်းပြစ်တင်ရှုတ်ချကြပါတော့တယ်အွန်လိုင်းပေါ်ကအမှန်တရားကိုဖုံးရဲကနေမြင်တွေ့သွားတဲ့ချွေးမဖြစ်သူဟာအန်တာတုံလုပ်သွားပြီးဒေါ်လေးဝန်ကွေ့လန်လည်းဗီဒီယိုကိုကြည့်ပြီးမိုင်းမဲတဲ့ကလေးရဲ့စံပြုတ်တပန်းကန်နဲ့မင်းဒီလောက်ထိပြောဖို့မလိုပါဘူးကွယ်လို့ငိုပြီးပြောရှာပါတယ်အဲ့ဒီအချိန်မှာတားဖြစ်သူဝန်တန်းဟိုင်ဟာအခန်းထဲကိုဝင်လာပြီးအပြစ်ရှိတယ်လို့ခေါင်းငုံကမျက်ရည်ကျနေခဲ့ပါတယ်သူကမင်းအဲ့ဒီနှစ်ကအမေငွေလက်ကောက်ကိုရောင်းခဲ့တာတကယ်ပဲရွှန်စန်းကျောင်းတက်ဖို့အတွက်လားဟင်လို့နောင်တရားစွာနဲ့မေးပါတယ်ဒေါ်လေးကဟုတ်တယ်တားရဲ့အဲ့ဒီအချိန်တုန်းကကောင်လေးရဲ့ကျောင်းအနံကွင်းကနောက်ကြတော့မှဒေါ်လေးကသူဒီခွင့်ရေးကြီးလက်လွတ်သွားရင်တပတ်ဝလုံးတောင်းတန်းကြီးတဲကနေရုံမထွက်နိုင်တော့မှဆိုးလို့ပါလို့ပြန်ပြောပြပါတယ်ဝန်တန်းဟိုင်ကငိုရင်းနဲ့အမေ
ဒါဆိုဘာလို့ကျွန်တော်ကိုကြုံပြောခဲ့တာလဲလို့မေးတော့ဒေါ်လေးကအဲ့ဒီတုန်းကတားလဲငယ်သေးတာပဲဟာအမေကတားရဲ့ပစ္စည်းတွေကိုအပြင်လူကိုပေးလိုက်တယ်လို့တားစိတ်ခုသွားမှဆိုလို့ပါလို့မိခင်မေတ္တာနဲ့ရှင်းပြပါတယ်ဝန်တန်းဟိုင်ဟာမျက်ရည်တွေကျလာပြီးကျွန်တော်တကယ်ပဲအဲ့ဒီလိုမျိုးစိတ်ခုပြီးအမေပေါ်အထင်လွဲခဲ့တာနှစ်ပေါင်းများစွာရှိခဲ့ပါပြီအမေရဲ့အမေကအမြဲတမ်းသူ့ဘက်ပဲပါပြီးကျွန်တော်ကိုပစ်ထားတယ်ထင်ခဲ့တာအခုမှပဲအမေကကလေးတွေလမ်းပြောက်မှာဆိုလို့ကူညီခဲ့မှန်ကျွန်တော်သိပါတော့တယ်လို့ပြောကမိခင်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ပြီးမိုးယိုကနောင်တရတောင်းပန်ရှာပါတယ်ဒေါ်လေးကလည်းအမေခွင့်လွတ်ပါတယ်တားရဲ့လို့ပြောပြီးတားမိနှစ်ယောက်ဖက်ကိုကြပါတယ်ဝန်တန်းဟိုင်ဟာမိခင်အိုကိုပျက်စီးနေတဲ့အခန်းချင်းလေးကနေအိမ်ရဲ့အဓိကအခန်းမကြီးစီကိုအဝတ်ဆောင်တွေကိုယ်တိုင်မပြီးပြောင်းရှစ်ပေးခဲ့ကနောင်ကြရင်မိခင်ကိုတေးသေးချာချာပြုစုဆောင်ရှောက်ဖို့စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်ချွေးမဖြစ်သူလည်းသူမရဲ့အမားကိုတိမြင်ပြီးငိမ့်သက်သွားခဲ့ပါတယ်အပြင်ဘက်မှာတော့ချမ်းရွှန်းဆန်းနဲ့ရွာလူကြီးတို့ဆုံတွေ့ကြပါတယ်ရွာလူကြီးကချန်တန်တရွာလုံးကရွာသားတွေလည်းခင်များရဲ့ဗီဒီယိုကိုကြည့်ပြီးတိတ်ကိုစိတ်လှုပ်ရှားနေကြတယ်ပြီးတော့ရွာကတက်ကြီးရွယ်အိုတွေရဲ့စားတောက်ရေးပြဿနာကိုလည်းအားလုံးကဂယူးဆိုင်မိသွားကြပြီခင်များရင်ကပြောခဲ့တဲ့တက်ကြီးရွယ်အိုတွေအတွက်အခမဲ့ထမင်းဆိုင်ကိစ္စကိုကောဆက်လုပ်မှလားလို့မေးပါတယ်ချမ်းရွှန်းဆန်းကတေချာပေါက်လုံးမှာပေါ့ဆိုင်ရဲ့နာမည်ကိုတောင်ကျွန်တော်စဉ်းစားပြီးသားပါဝန်ဆန်းဖန်ထန်ဒေါ်လေးဝန်ရဲ့ထမင်းဆိုင်လို့ပေးပါမယ်လို့ပြတ်သားစွာပြောလိုက်ပါတယ်အိမ်ထဲကနေထွက်လာတဲ့ဒေါ်လေးဝန်ကွေ့လန်ကဒါကိုကြားသွားပြီးပါဒေါ်လေးနာမီနဲ့ထမင်းဆိုင်ဟုတ်လားရွှန်းဆန်းရဲ့ဒေါ်လေးကထမင်းဟင်းချက်တက်ရုံပဲတက်တဲ့အဖွားကြီးတယောက်ပါဘလို့လို့အဲ့ဒီလိုထမင်းဆိုင်ကြီးကိုစီမံခန့်ခွဲတတ်မှလဲလို့အာနာတော်လို့စွာညှိရှာပါတယ်အဲ့ဒီအခါချမ်းရွှန်းဆန်းကဒေါ်လေးကိုကြည့်ပြီးနှွေးထွေးတဲ့အပြုံးနဲ့အားပေးစကားပြောကြခဲ့ပါတယ်ဒေါ်လေးကတခြားဘာမှလုပ်เสียမလိုပါဘူးအခုညီတကယ်လိုအပ်နေတဲ့သူတွေစီကိုအငွေ့တလူလူထွက်နေတဲ့ထမင်းပန်းကန်လေးကမ်းပေးုံတင်တက်ရင်အဲ့ဒါနဲ့တင်လုံလောက်ပါပြီဒေါ်လေးလို့ပြောဆိုလိုက်ပါတော့သည်ရွာလူကြီးဖြစ်သူကချမ်းရွှန်းဆန်းနဲ့အဖွားဝန်ကွေ့လန်တို့ကိုခေါ်ပြီးပစ္စည်းယိုရင်းနေတဲ့အဆောက်အဦဟောင်းတစ်ခုကိုပြသခဲ့ပါတယ်ရွာလူကြီးကဒီနေရာကအရင်ကမူလာတန်းကျောင်းရဲ့ထမင်းစားဆောင်ဟောင်းပေါ့ကျောင်းတွေပေါင်းလိုက်ပြီးကလေးကဒီအတိုင်းပစ်ထားတာနည်းနည်းပါးပါးပြန်လိုက်ရင်တုံးလို့ရပါသေးတယ်လို့ရှင်းပြပါတယ်ချမ်းရွှန်းဆန်းကလည်းသဘောကျပြီးကျွန်တော်ဘက်ကမတီငွေစိုက်ထုတ်မယ်ရွာဘက်ကနေရာပေးပါမီးဖို့ချောင်းစားတောက်ခန်းနဲ့တိုးလောင်ယုံတွေကိုအကုန်ကောင်းဆုံးပြန်လို့ရတယ်လို့စီစဉ်ပါတယ်အဖွားဝန်ကွေ့လန်ကတော့မဖြစ်ပါဘူးဒီလောက်ကျဲကြီးကိုတော်လေးမလုံးနိုင်ပါဘူးလို့အာနာညင်းဆန်ပေမဲ့ချမ်းရွှန်းဆန်းကထမင်းဆိုင်မှာအရေးကြီးဆုံးကစမ်းပုတ်ကြီးဖို့မဟုတ်ပါဘူးထမင်းကိုစိတ်တက်ကောပူနွေးဖို့ပါပဲလို့ပြောပြီးအဖွားကိုနားချခဲ့ပါတယ်အဖွားဝန်ကွေ့လန်ကဒါပေမဲ့ရွှန်းဆန်းရဲ့ငွေတွေကဘယ်ကရမှာလဲမင်းမှာပိုက်ဆံရှိတယ်ဆိုရင်မဲ့ဒီတိုင်းကြီးစိုက်ထုတ်နေလို့မဖြစ်ဘူးလေပြီးတော့အလာကားကျွေးရဲ့ထမင်းကရေရှည်မခံဘူးလို့စိုးရိမ်တကြီးစကားပြောကြပါတယ်ချမ်းရွှန်းဆန်းကဒါကြောင့်လူတိုင်းကိုအလာကားကျွေးမှာမဟုတ်ပါဘူးနောက်ကြရင်ရွာရဲ့စိုက်ပျိုးရေးတမဝါရဲမှအတင်းကနေထွက်ကုန်တွေရောင်းရတိုင်းထမင်းဆိုင်အတွက်ရန်ပုံငွေခွဲပေးသွားမှာပါကျွန်တော်ကမတီငွေရဲ့စိုက်မှာပါလို့ပြန်လည်ရှင်းပြပါတယ်ရွာလူကြီးကလည်းငွေစရင်အဝင်ထွက်မှန်သမျှကိုနေရန်မှာတရားဝင်ကတ်ထားပြီးဘသူကအလာကားစားရလဲဘသူကအရင်စိနဲ့စားရလဲဆိုတာစရင်ကုန်ပွင့်လင်းမြင်သာအောင်ပြပါမယ်လို့ဝင်ပြောတဲ့အတွက်အဖွားဝန်ကွေ့လန်လည်းစိတ်အေးသွားပြီးဒါဆိုရင်တော့ဖြစ်တယ်စီကန်းရှိတဲ့ထမင်းပူပူလေးကမှရေရှိသွားနိုင်မှာလို့သဘောတူလိုက်ပါတော့တယ်မကြခင်မှာပဲထမင်းစားဆောင်ဟောင်းကိုတက်ရှင်းတက်ရအောင်ပြုပြင်ပြီးဝန်ဆန်းဖန်ထန်ဒေါ်လေးဝန်ထမင်းဆိုင်ဆိုတဲ့ဆိုင်းပုတ်ကြီးကိုတရားဝင်ချိတ်ဆွဲလိုက်ပါတယ်ဆိုင်ဖွင့်တဲ့ပထမဆုံးနေ့မှာတော့အဖွားဝန်ကွေ့လန်ကစံပြုတ်အိုးကြီးကိုမွေရင်းဆောင်ဆိုင်နေပါတယ်ဒါပေမဲ့ရွာသားချို့ကတော့အပြင်ကနေကြည့်ပြီးတကယ်ရဲ့အလာကားကျွေးတာလားဘယ်သူတိမှလဲဝင်စားတာလူမြင်ရင်အိမ်ကဆင်းရဲလို့ထမင်းမစားနိုင်ဘူးထင်ကြဦးမယ်ငါတော့မဝင်ဘူးလို့ပြောပြီးမဝင်ရဲကြပါဘူးဒေါ်လေးကလူမလာတာကိုစိုးရိမ်ပြီးပထမဆုံးနေ့မို့လို့လူတွေတိတ်မတိသေးတာဖြစ်မှာပါလို့ချမ်းရွှန်းဆန်းကိုပြောတဲ့အခါချွေးမဖြစ်သူကကြမပြောသားပဲလူမလာပါဘူးလို့ဘသူကသူတို့ကိုသူတို့ထမင်းမစားနိုင်ဘူးလို့ဝန်ခံချင်ပါလဲလို့ဝင်ပြောပါတယ်ချမ်းရွှန်းဆန်းကခဏလောက်ထပ်ဆောင်ကြည့်ရအောင်အိမ်ထဲကိုဝင်ဖို့မရဲဖြစ်နေတဲ့သူကိုစောင့်ရတာပါလို့တင်းငိမ်စွာပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအဝတ်စားဆုပ်ပြက်နေတဲ့ကောင်လေးတစ်ယောက်ဟာအိမ်တကားဝမှာငငက်ပြက်ပြက်နဲ့ကြောက်လန့်တုံလို့စွာရက်နေခဲ့ပါတယ်အဖွားဝန်ကွေ့လန်ကကောင်လေးကိုမြင်တော့နှွေးထွေးစွာသွားခေါ်ပြီးမြေးလေးဗိုက်စာနေပြီလားဒီနေ့အဖွားကစံပြုတ်တွေအများကြီးချက်ထားတာအဖွားကိုကူပြီးနည်းနည်းလောက်စားပေးပါဦးလားကွယ်လို့တနာဆက်ဖွယ်ပြောပြီးအိမ်ထဲခေါ်လာကစံပြုတ်နဲ့ကြက်ဥကျော်ပူပူနွေးနွေးလေးပြင်ပေးခဲ့ပါတယ်ကောင်လေးကတကယ်ပဲပိုက်ဆံမပေးရဘူးလားဟင်တခြားသူတွေကကျွန်တော်ကိုဝိုင်းလောင်ကြမလားလို့ငိုပြီးမိတဲ့အခါအဖွားကဘသူကလောင်ရမှာလဲကလေးငယ်ဗိုက်စာလို့ထမင်းစားတာဟာတဘာဝပဲလေအေးဆေးဆေးတောက်မပူစေနဲ့ဦးလို့ချုံမော့ပါတယ်ကောင်လေးကစံပြုတ်ကိုတောက်ရင်မျက်ရည်ကြကအဖွားဒီစံပြုတ်ကတကယ်ချိုတာပဲလို့ပြောလိုက်တဲ့အခါချမ်းရွှန်းဆန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း30ကသူကိုယ်တိုင်အဖွားကျွေးတဲ့စံပြုတ်ကိုတောက်ရင်တော်လေဒီစံပြုတ်ကတိတ်ချိုတာပဲလို့မိုးပြီးပြောခဲ့တဲ့အတိတ်ကမြင်ကွင်းဟောင်းကိုထပ်တူပြန်လဲမြင်အောင်လာပြီးမျက်ရည်တွေစီးကြလာပါတော့တယ်ချမ်းရွှန်းဆန်းကအဖွားကိုကြည့်ပြီးတော်လေကျွန်တော်ငယ်ငယ်ကဒေါ်လေးကျွေးခဲ့တဲ့စံပြုတ်တပန်းကန်ရဲ့ကျေးဇူးကိုဘယ်တော့မှပြန်ဆက်လို့ကုန်မှာမဟုတ်ပါဘူးဒါကြောင့်ဒီထမင်းဆိုင်ရဲ့မိဖို့ကိုအမြဲတမ်းပူနွေးနေစေပြီးကျွန်တော်လိုပဲလမ်းပြောက်ပြီးဝင်မလာရတဲ့ကလေးတွေအားလုံးကိုဒေါ်လေးနဲ့အတူထမင်းပူပူလေးဆက်လက်ကျွေးမွေးဆောင်ရှောက်သွားပါရစေလို့လိုက်လဲပြောပါတယ်ကောင်လေးကလည်းအဖွားမနေ့ပြန်ကြရင်ကျွန်တော်ထက်ငယ်တဲ့ညီမလေးကိုပါခေါ်လာလို့ရမလားဟင်သူမကညဘက်ဆိုဗိုက်စာလို့ရေတောက်ပြီးအိပ်ရတာပါလို့မေးတဲ့အခါအဖွားဝန်ကွေ့လန်ကကောင်လေးရဲ့ဘားပြင်ကိုပုတ်တက်ပေးရင်ရတာပေါ့မြေးလေးရဲ့မနေ့ပြန်ညီမလေးကိုပါခေါ်လာခဲ့အဖွားကသားတို့အတွက်ထမင်းပူပူလေးအမြဲပြင်ထားပေးမယ်ဒီဆိုင်လေးရဲ့မိအိမ်လင်းထိန်နေတဲ့ရွေးဗိုက်စာတဲ့ကလေးမှန်သမျှဝင်စားလို့ရတယ်လို့မျက်ရည်တွေနဲ့ကတိပေးလိုက်ပါတယ်နှစ်ပေါင်း30ကစံပြုတ်တပန်းကန်ရဲ့မေတ္တာတရားဟာအခုဆိုရင်နောက်ထပ်ကလေးငယ်တွေရဲ့ဘဝကိုဆက်လက်နှွေးထွေးစေမယ်ကြီးမားလာတဲ့ဝန်ဆန်းဖန်ထန်ဖြစ်အမြဲတမ်းပူနွေးလင်းထိန်သွားရင်းနဲ့ဇလန်းလေးဟာအပြည့်စုံကြည်နူးစရာကောင်းစွာဆက်သိမ်းသွားပါတော့တယ်ဗျာ